တချို့ဆိုကရီးသားလည်းရှိရဒါပေမဲ့တစ်ချောင်းနဲ့မရအောင်၃ချောင်းလောက်မှ ဖောက်ပြန်မှုရဲ့အစားဘာလို့ထင်လဲ အနေဝေးရလို့ထင်တာ သူတို့စိတ်နဲ့ပဲထိုင်နေထင်တာပဲသိမလားဖောက်ပြန်ရင်လို့ဖောက်ပြန်ရင်ကြရပဲလေ အကြည့်ရစားအကြည့်လေးနဲ့စကားပြောอ่ะ ဒါနဲ့ရည်သားရှိလား မရှိသေးဘူး မရှိသေးဘူးစင်ငယ်လေးပေါ့ စင်ငယ်လေးပေါ့ စင်ငယ်လေးပါ ဒါကြိုက်လို့ရလား ဟုတ်ပြီဗျာ ဖော်လို့ရင်လောက်လဲကွာအဲ့အားဒီစပြီးတော့ဖော်လို့ like လုပ်တယ် like လုပ်ပွားရင်စကားကြီးပြောရင်ပြောပွားရင်အမှဖြစ်သွား ဖောက်ပြန်မှုရဲ့အစားဘာလဲ လိုက်ပေးရစတိလားတရောင်းသားရအဲ့လိုပဲလိုက်ပေးရကွာပေးပြီးရင်မိုက်လေးပါလိုက်ပေးမယ်ကွာပြီးကောင်းမရဟာအကိုကလည်းဘာညာအဲ့လိုလာမယ်ကွာတိလားဘာညာဆိုပြီးတော့လေအမှသူတို့ပဲ အပြုတ်အဆိုတွေမှာတာယာသွားတာမျိုးအဲ့လိုမျိုးပေါ့ဖောက်ပြန်ခြင်းလို့ဖောက်ပြန်တာသူတို့ရဲ့ဗီဇပဲလို့ထင်တယ်အဲ့ဒါတင်းဝင်တယောက်တကယ်မချစ်တော့တဲ့အချိန်မှာဖောက်ပြန်မှုစားလို့ပဲမြင်တယ်ဂိမ်းမဆိုင်တော့လို့ထင်တယ်မချစ်တော့လို့ပြီးတော့နောက်တစ်ယောက်ပေါ်လာလို့တော့ထင်တာပဲ ဖောက်ပြန်မှုရဲ့အစားဘာလို့ထင်လဲ ဖောက်ပြန်မှုရဲ့အစားကိုကျင့်တရားပြက်ပြားတာလို့ထင်တယ်မချစ်တော့လို့နေမှာပေါ့ ဖောက်ပြန်မှုရဲ့အစားဘာလဲ မေးဖြစ်ကျွန်တော်တို့တယောက်နဲ့တယောက်ဗျာနားလည်မှုလွဲတာအစအဲ့လိုပေါ့ပြင်မဲ့အကြီးကိုဘက်ကမချစ်တော့ဘဲနဲ့အဲ့လိုတခြားပျော်ရွှင်မှုဆက်ချကြနေတာပေါ့ ဖောက်ပြန်မှုရဲ့အစားဘာလို့ထင်လဲ သိမြဟောင်းမေလေ ကျွန်တော်ဒီလိုဖြည့်တဲ့ဗီဒီယိုကျွန်တော်အရင် EA 96မြင်ပါသေးလို့